နေ့မနေ့ခင်ပို့ဆောင်ပေးတဲ့အရန်ကျေးဇူးတင်တယ်အာမင်ဒီနေ့မနေ့ခင်မှာကျွန်တော်ကြားတဲ့နှုတ်ကပတ်တော်ဒီနေ့မနေ့ခင်မှာကိုတော်ပြောတဲ့စကားလုံးတွေကျေးဇူးတော်ချီးမွမ်းရအောင်အာမင်ဟာလေလုယာရှာလာပါโอ้ดุปาดนาเรโอ้พิสเมนะมะคิโตเจ
Cha to ming lama chino ma shiba Koro chino na shile khatte no ya phim yaw ba Koro nama chang da ming la shile du le phit ba le pha Jesu tin ba le pha pye ji di ne mne khi ma koro po saung pe na ya ne Jesu ro chi mon ba ya pha pye ji ta shin da wini no pha pya Koro sare u saung le la pya ne chang Jesu ro chi mon le Yesu nam le su taw sit da nam ba pha pya shin Amen Chiyo chiyo chimone, anenge nauja dwa le chiyo taw mane, baja la so do di ya di udu wa to phaya kaung ji pe tha ya di udu tha chi lai do manat 6 nayi le thim bi lo ka ri le mashi bu no to le kaung ji khan sa le myo lo pyo lo ya amen so lama holiday lo phit ni holiday la mo ba mo no to ka ho ja kaung le myo to le 8 to ba cho ya chi bi lo chang ba so taw shot chong le pi ma la ma ne yaတရားဟောနေမယ်တော့ကျွန်တော်မထင်တော်တော်လေးပြင်မာလာတယ်ဘုရားကြီးကြည့်ပြီးတော့ကြောင်းဟောနေတယ်
မှာချီးမွမ်းနိုင်တဲ့ကိုဘုရားရှင်ပြင်ဆင်ပေးတယ် anyway ဒီနေ့မနက်မှာကျွန်တော်ဆင်ခြင်ကြရှိတဲ့အရာကကျမ်းစာတစ်ပိုက်ကိုကျွန်တော်အရင်ဆုံးစပြီးတော့ဖတ်ကြရအောင်ကျမ်းစာတစ်ပိုက်ကိုဟေရှာယအနာဂတ်အခန်းကြီး59အငယ်7ကနေ73ဟေရှာယအနာဂတ်အခန်းကြီး59အငယ်7ကနေ73ရနာကြရနာမည်ငါးစားဒီနေ့စနေကနေကျွင်းကြောသူတို့ပါခရဒီကုသိုလ်နဲ့သင်ပြုသောအမှုတို့ကိုငါပေါ်ပြမည်ထိုသောမှုသည်အကျိုးကိုမပေးနိုင်အင်းဒီအော်ဟစ်တော်ခါအိမ်အလုံးရင်းတို့ကဲနှုတ်ကြစေလေးဒီသူတို့ကိုတိုက်သွားလိမ့်မယ်လေးတမုံနဲ့တွင်ကြလိမ့်မယ်ငါ့ကိုဘိုးစားသောသူကဒီတော်ကိုပိုင်၍ငါ၏တန်ရှင်းသောတောင်ကိုအမွေခံရလိမ့်မယ်โอเคကျွန်တော်တို့ balance ဖြစ်ဖို့အများကြီးကြီးတယ်နားလည်ဖို့ရအကြောင်းနှစ်ချက်ရှိတယ်တစ်ချက်ကစံစာပါပြောတဲ့ဆိုတဲ့အခါမှာတင်းရဲ့ကုသိုလ်တင်ပြသောအမှုကိုငါပေါ်ပြမယ်ဆိုတော့နောက်တစ်ပိုက်ကပါပြောလဲဆိုတော့ငါ့ကိုကိုးစားသောသူမူကပြည်တော်ကိုပိုင်၍ငါ၏တန်ရှင်းသောတောင်းတော်မွေခါလိမ့်မယ်ငါ့ကိုကိုးစားသောသူကဘာဖြစ်လဲပြည်တော်ကိုပိုင်တယ်ပြည်တော်ကိုပိုင်မယ်ဆိုတဲ့အိဗယ်ပါပြောလိုက်တာလဲဆိုတော့ national blessing မိမိအားဖြင့်မိမိရှိတဲ့နိုင်ငံကကောင်းကြီးဖြစ်တယ်မိမိရှိတဲ့အားဖြင့်မိမိရက်ကွက်ကကောင်းကြီးဖြစ်ရတယ်ကျွန်တော်မျှော်လင့်တတ်ဖို့အရင်ကြီးတယ်โอเคကျွန်တော်ယူပါရုံများများထားဖို့လိုတယ်အခုโอเคကျွန်တော်တို့အားဖြင့်ဒီတိုစာမျိုးကြီးကောင်းကြီးဖြစ်ရမရောအာမင်ကျွန်တော်တို့အားဖြင့်ဒီအမေရိကကြီးကောင်းကြီးဖြစ်ရမရောလားအာမင်တော့အဲ့ဒီကိုကျွန်တော်တို့ယူပါရုံထားတတ်ဖို့အရင်ကြီးတယ်အဲ့ဒီအတ္တဖြစ်ဖို့ရတော့အရေးကြီးဆုံးကကိုးစားခြင်းနဲ့โอเคဒီအရာမှာကျွန်တော်တို့နားလည်ရမယ့်အပိုင်းရှိတယ်ကိုးစားခြင်းဆိုတဲ့အပိုင်းကိုသွားတဲ့အခါမှာကျမ်းစာလည်းဒီလိုချက်ပြောတယ်ကိုးစားခြင်းဆိုတဲ့အပိုင်းလေးကိုကျွန်တော်တာ၍ရှင်းအောင်ခဏလေးကျွန်တော်သွားစေချင်တယ်တရားတစ်ဆက်ရှိခုမြတ်သောစာလံအငယ်ရှိမှာအလုံးတည်တဲ့အတိုင်းတရားတစ်ဆက်ရှိခုမြတ်သောစာလံအငယ်ရှိကနေကိုကိုကြည့်အောင်ဟုတ်ကဲ့ပါပါထာဝရဘုရား၌ခိုလုံခြင်းသည်လူကိုကိုးစားခြင်းထက်ထာဝရဘုရား၌ခိုလုံခြင်းသည်မင်းကိုကိုးစားခြင်းထက်သာ၍ကောင်း၏ဟုတ်ပြီအားရပိုက်ထပ်တော့တွားရယေရမိအနာဂတ်ကျမ်းခန်းကြီး19အငယ်9ကိုတွားရဘာပြတဲ့မိမိကိုးစားရအကြောင်းဖြစ်စေသောသူဒီကောင်းကြီးပင်တော်ခါတော်သူဒီနေ့ကျွန်တော်မောင်နားလည်စေချင်လဲဆိုတော့လူတွေကယုံကြည်ခြင်းနဲ့အကျင့်ကိုခွဲခြားပြီးတော့ရှင်းလင်းစွာသိဖို့အရင်ရည်ကြည့်စစ်မှန်တဲ့ကောင်းကြီးမင်္ဂလာဖြစ်ဖို့ဒီအရာကိုနားလည်ရ
ချို့ကတပိုက်ကိုပဲဆွဲယူတယ်ကျန်းစာကကျွန်တော်တို့အားလုံးကိုကဘာဦးကျန်နေပြတဲ့ကြောင့်တို့ခြုံတော့ကြည့်တတ်ဖို့အရင်ကြီးဒီနေ့ကျွန်တော်ခရိယန်တွေရဲ့ဆုံးရှုံးတဲ့ပြဿနာတယောက်ကတမျိုးဆွဲယူတယ်တယောက်ကတမျိုးဆွဲယူတယ်တယောက်ကတမျိုးဆွဲယူကိုလိုချင်တာလေးတွေပဲဆွဲယူတဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့ခရိယန်တွေရဲ့ပြဿနာကဆုံးရှုံးမှုများစွာရင်ဆိုင်ဥပမာကျွန်တော်မစ်ဇုံလူငယ်လေးတွေနဲ့တော်များတွေ့တယ်မစ်ဇုံလူငယ်ညီလာခံကျွန်တော်လုပ်ပေးရတယ်မြန်မာပြည်ဘယ်တော့လဲကျွန်တော်မက်သရစ်လုပ်ခဲ့တဲ့နှစ်ကလားမမီလာမစ်ဇုံတွေမစ်ဇုံလူငယ်တွေနိုးထမှုအစီအစဉ်မှာကျွန်တော်တော့တရားဟောရတယ်အဲ့ရနေကျွန်တော်ဗာသိလဲဆိုတော့မစ်ဇိုရမ်မှာအများစုက Calvinism ကိုယုံကြည်ကြတယ် Calvinism ဘာလဲ Calvinism ဆိုတာကမင်းဘလောက်အပြစ်လုံးလုံးဘုရားသခင်ကမင်းကိုရွေးချယ်ထားပြီးဆိုရင်မင်းကယ်တင်ရမယ်မင်းဘလောက်ပဲကောင်းအောင်လုံးလုံးဘုရားသခင်ကမရွေးချယ်ထားဘူးဆိုရင်အချိန်တိုင်းတော့မင်းကဆုံးရှုံးပါပဲဘယ်ရတဲ့တော်ကျမ်းစာနဲ့ပြလဲဆိုတော့အေသောနဲ့ယာကုပ်မမွေးခင်ကလေးကဘုရားသခင်ယာကုပ်ကိုကောင်းချီးပေးမယ်လို့ကြိုတင်ပြောထားပြီးသားဖြစ်တယ်။ဒါကြောင့်အေသောကိုဟုတ်လားပေးမယ်ယာကုပ်ကိုကောင်းချီးပေးမယ်အေသောကိုဟုတ်လားအေသောကယာကုပ်စီမှာကျွန်ခါမယ်လို့အစတည်းကကြိုပြောထားပြီးသားအဲ့ဒါအမွေနဲ့ဆိုင်တဲ့ကောင်းချီးကိုပြောနေတာကယ်တင်ခြင်းနဲ့ဘာမှမဆိုင်ဘူးဒါပေမဲ့အဲ့ဒါကိုဘာလုပ်လိုက်လဲဆိုတော့ဒီ John Calvin လို့ခေါ်တယ်ဒီလူကြီးကသူကဖတ်ရင်းနဲ့သူ့ဘာသာပိုင်းခြားစိတ်ဖြာပလိုက်ပြီးတော့ငါတို့ဘလောက်ကောင်းတာလို့ဘုရားကအစကတည်းကဘယ်သူငရဲသွားမယ်ဘယ်သူကောင်းနေသွားမယ်ဆိုတာတခါတည်းစီစဉ်ထားပြီးသားတယ်မဟုတ်ပါဘူးညီကောင်မောင်တို့ကျွန်တော်တို့ကပောက်ကြနေပြတဲ့ကြောင်းကျွန်တော်ခြုံတော့ကြည့်လိုက်ဘုရားသခင်လူအပေါင်းကယ်တင်ခြင်းရဖို့ဘုရားလိုတော့မရှိဘူးလားလူတိုင်းကိုလွတ်မြောက်ဖို့ဘုရားလိုတော့မရှိဘူးလားရှိတယ်ညီကောင်မောင်တို့ရှိတယ်ဒါပေမဲ့ဘုရားကလူတွေကိုဒီလူကတော့ဒီလိုမဒီလိုမဟုတ်အစတည်းကလူရဲ့စိတ်နှလုံးကိုတည်တော်မူသောဘုရားသခင်ကဘာဖြစ်လာမလဲဆိုတာကိုကြိုတင်ပြီးသိထားပြီးသားသူ့ရဲ့ရွေးချယ်မှုအပေါ်မှာမူတည်ပြီးဖြစ်လာမယ့်အရာကိုဘုရားကြိုတင်သိတာဒါပဲသူ့ကိုရွေးချယ်ပေးထားတာမဟုတ်ဘူးသဘောပေါက်လားမသိဘူး။ဟိုယူရရှကယောကသူ့ကိုစတင်မငင်းပယ်မယ်ဆိုတာကိုမသိဘူးလား။သိတယ်။ဒါကြောင့်ငါနဲ့အတူစားတဲ့လူထဲမှာငါ့ကိုအနံ့မဲ့သူရှိလိမ့်မယ်လို့သူပြောတာကြိုတင်သိထားပြီးသား။ကြိုတင်သိထားပြီးသားမို့လို့သူပြောတာ။ဒါပေမဲ့သူ့ကိုပြမားတဲ့အထဲမှာသူ့ကိုညှင်းပယ်တဲ့အထဲမှာယူဒရှကာယောပဲမဟုတ်ဘူးဘယ်သူပါရှိလဲပေတရုလေဒါပေမဲ့ပေတရုကနောင်တနဲ့ပြန်တိုးဝင်တဲ့အခါမှာတမန်တော်ထဲမှာအကြီးဆုံးဖြစ်ခွင့်တော့ဘုရားမပေးဘူးလားပေးတယ်ဒါကြောင့်နားလည်ရတာကကျွန်တော်တို့အတွေးခေါ်သမားတွေရဲ့ဒီ nism တွေဟောလား Calvinism communism ဟလားဒီဒါတွေက communistဝါဒတွေကတိတ်ကြောက်စရာကောင်းတယ်။ဩဝါဒနဲ့ဝါဒကိုဖိုင်ချာနားလည်ဖို့အင်မတန်မှအရေးကြီးတယ်။အခုဆိုရင်ဆူတောင်းကြမလို့တော့ဘူးဆိုတဲ့အတွေးခေါ်တွေတော့အများကြီးပေါ်လာတယ်။ကျမ်းစာနဲ့အထောက်ထားတွေနဲ့အကုန်ပြလိမ့်မယ်။ဆယ်ဘုရားပေးကြမလို့တော့ဘူးဆိုတာတွေလာကြလိမ့်မယ်။အမျိုးမျိုးပေါ့။သူတို့လိုချင်တဲ့အရာကိုကုတ်လုပ်ပြီးတော့မှကျန်းစာနဲ့တေးချက်ကျန်းစာကတော့ကိုလိုချင်တာဆွဲယူလို့ရတဲ့တောင်းကနေယူလို့ရတဲ့အပိုင်းနဲ့အများကြီးရှိတယ်။ဒါပေမဲ့သိရမှာကဘုရားအလိုတော်ကဘယ်လိုရှိလဲဆိုတာကိုဘုရားရဲ့နှလုံးခုန်တန်ကိုကြားတတ်ဖို့ပဲအများကြီးကြီးတယ်။ဘုရားရဲ့သဘောတဘာဝကိုသိဖို့အများကြီးကြီးတယ်။ကိုယ့်ရဲ့ subject တစ်ခုကိုပြီးအောင်ဟိုကနေဆွဲတရားနဲ့ဆွဲမလားဘုရားအလိုတော်ကိုဆွဲထုတ်ပြပြဒါအင်မတန်အရေးကြီးတဲ့အချိန်ကာလဖြစ်တယ်ဆိုတော့ဒီနေ့ဒီအချိန်မှာကျွန်တော်နားလည်ရမှာကယုံကြည်သူတယောက်ဒီအကျင့်မလိုတော့ဘူးလား
ဟုတ်ပြီနော်ယုံကြည်သူတယောက်ကကျင့်เสียမလို့တော့ဘူးလားဒီမှာဘာကြောင့်လဲဆိုတော့ကိုးစားခြင်းပဲပြောလာတဲ့အခါမှာဟုတ်ပြီဒီလိုကျမ်းပိုက်မျိုးကိုတွေးလိုက်တဲ့အခါမှာခုနအေရှာယ59အငယ်7နဲ့73ကြီးတဲ့အခါမှာမင်းကုသိုလ်ကပါလဲငါပြမယ်ဒါပေမဲ့မင်းကိုးစားခြင်းတာလည်းမဖြစ်လဲကိုးစားခြင်းတာလည်းကြီးတော်ကိုအပိုင်ရတဲ့အခွင့်ကိုငါကပြင်ဆင်ပေးမယ်ပြောလိုက်တဲ့အခါမှာအဲ့ကျမ်းစာတစ်ပိုက်ကိုကောက်ကြည့်လိုက်ပါဖြစ်တယ်မင်းရဲ့ကုသိုလ်ကောင်းမှုအဓိကမဟုတ်ဘူးလို့အလွဲယူလို့ရတဲ့အပိုင်းနဲ့အများကြီးဖြစ်လာမင်းရဲ့ကုသိုလ်ကောင်းမှုအဓိကမဟုတ်မင်းရဲ့ကိုးစားခြင်းတာလည်းအဓိကဖြစ်တယ်လို့ပြောလို့ရတဲ့အပိုင်းနဲ့အများရှိတော့မဟုတ်ဘူးညီကောင်မောင်မလို့မဟုတ်ဒီနေ့အချိန်နဲ့ရှိတဲ့အတွက်ကြောင့်ကျွန်တော်တိတ်ချာချာစနစ်တကျ step by step ကျွန်တော်တင်သွားပေးရှင်ချိန်ရလားရနော် okay very good ကိုးစားခြင်းယုံကြည်ခြင်းဒီလိုပြောပါတယ်ယောမဩဝါဒစာထဲမှာရှိနေတဲ့အကြောင်းအရာကကယ်တင်ခြင်းကိုအဓိကပြောနေတာဖြစ်တဲ့အတွက်သူကအကျင့်ကိုဦးစားမပေးဘူးဒါကိုနားလည်ရယောမဩဝါဒစာထဲမှာပြောတဲ့အကြောင်းအရာတွေအားလုံးကလူဟာယုံကြည်ခြင်းအဖြစ်ပဲကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရတယ်ကိုယ့်လိုလည်းရောက်ဒီမို့ဘုရားသခင်သနာတော်မူရာဖြစ်တဲ့sorry အဲ့ဒါကအေဗာဩဝါဒစာထဲမှာပြောတာဖြစ်တယ်ဒါပေမဲ့ယောမထဲမှာလည်းပဲဒီအကြောင်းအရာကိုပွင့်လင်းမင်းတို့အကျင့်တရားအပြင်မဟုတ်ဘူးကျေးဇူးတော်ကြောင့်ဖြစ်တယ်ဆိုတာကိုယောမထဲမှာတေချာဖော်ပြထားဆိုတော့ယောမဩဝါဒစာကိုဖိနှင်းပြီးတော့ပြောတဲ့သူတွေကတော့မင်းတို့ဘာမှလှုပ်ရှားမလို့တော့ဘူးယေရှုကအကုန်လုပ်ပေးပြီးသားယောမဩဝါဒစာချက်ထဲမှာရှိတဲ့အရာကိုဖိပြီးတော့ပြောမယ်ဆိုရင်ဘာလို့သဘောပေါက်သွားလဲအဲ့ဒီရှင်းသဘောပေါက်သွားတယ်ဒါပေမဲ့ကျွန်တော်နားလည်ရမယ့်အရာကဘယ်ကျမ်းပိုက်ဒီကယ်တင်ခြင်းအတွက်ပြောနေတာလဲဘယ်ကျမ်းပိုက်ဒီကောင်းချီးအတွက်ပြောနေတာလဲဘယ်ကျမ်းပိုက်ဒီဝိညာဉ်တော်အကြောင်းကိုပြောနေတာဒါကိုပိုင်းခြားနားမလည်ပဲနဲ့ကောင်းချီးမင်္ဂလာအကြောင်းကိုပြောနေတဲ့ဟာကိုကယ်တင်ခြင်းမှာတော့ပြောလို့မရဘူးဒီကမှာမဖြစ်လဲဆိုတော့ဟိုးတော့ကဖြစ်တဲ့ပြဿနာအဲ့ဒါအကျင့်တရားနဲ့ပတ်သက်တဲ့ကျမ်းပိုက်ကိုပဲယူပြီးတော့အကျင့်ကောင်းမှပဲကယ်တင်ခြင်းရမယ်ဆိုတဲ့ပြောတဲ့အခွင့်တွေအများကြီးပေါ်လာဟုတ်လားဥမာယာကုပ်ကိုချုပ်လူတွေဖတ်ကြတယ်ရှင်ယာကုပ်ဩဝါဒစာဆက်လက်ကြည့်ရရှင်ယာကုပ်ဩဝါဒစာရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1အဲ့ဒါကိုနှစ်ချင်းနေရအများဆုံးကြိုက်တယ်ဒီကျမ်းပိုက်ကိုနှစ်ချင်းအများဆုံးကြိုက်တယ်ဟိုးတော့နှစ်ချင်းနေအခုတော့နှစ်ချင်းတော်တော်များများနဲ့နှုတ်ထမှုဖြစ်လာပါပြီကျေးဇူးတော်ကြောင့်ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1အငယ်14လောက်ကနေကြည့်ရဒီကိုတော့သုံးပြောတော့သူကငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလေအကျင့်ကိုမကျင့်ပဲနေတယ်အပေကျိုးရှိသည်နိထိုယုံကြည်ခြင်းသည်ထိုသူကိုကယ်တင်နိုင်သလောဒီကိုနမတော်သည်အဝတ်ချီစီရှိ၍နေတဲ့စားတော်စားမရှိတော့ကဒီတို့တွေတယောက်တော့သူကလွေးကြလို့ဝါကြလို့ပြောလေသူတို့ကိုနှစ်တော်လျော်သောအသုံးဆောင်မှုမပေးဘဲနေရင်အပေကျိုးရှိသည်နိဆက်ဖက်ရတနည်းကတင်သည်အာဒီအချင်းရှိတို့ပြည့်အာမူကယာကင်တဂျူရီရှိသည်ဟုဒီယောဂီအောက်မေနဆရိုဒီယောဂီအော်ဆိုတော့အဲ့လာကိုလူတွေကကဲတင်ချင်းနဲ့ရောပလိုက်ကဲတင်ချင်းနဲ့ရောပလိုက်ဘယ်လိုရောပလိုက်လဲကောင်းသောအကျင့်ကိုကျင့်သောသူမှာကဲတင်ချင်းရမယ်လို့တုံသင်ချက်တွေအများကြီးပေါ်လာမဟုတ်ဘူးအဲ့ဒါပြောတာမဟုတ်ဘူးယုံကြည်ခြင်း
အကျင့်မပါတဲ့ယုံကြည်ခြင်းကိုပြောနေတာဆိုယုံကြည်သူတယောက်ရဲ့လုပ်ရမယ်အမှုရာကအကျင့်လို့အဲ့ဒါကိုပြောနေတာဆိုတော့ဒီနေ့ခရိယန်တွေပိုင်းခြားနားလည်ရမှာကေတင်ချင်းနဲ့ကောင်းကြီးမင်္ဂလာတောင်ရှင်းလင်းစွာပိုင်းခြားသိဖို့အင်မတန်မှပြရလို့တော့ရှိတယ်ဒီနေ့ယုံကြည်သူတွေတော်တော်များများဒါကိုပိုင်းခြားရေးမသိကြဘူးအခုပိုဆိုးလာတာကဘာမှလုပ်ဆရာမလို့တော့ဘူးမင်းတို့လုံနေပဲပါနေပြီဆိုတော့အတွေးခေါ်ရင်အများကြီးဝင်လာတယ် online မှာအများကြီးကိုဝင်လာတယ်မင်းတို့ဘာမှလုပ်ဆရာမလို့တော့မင်းတို့လုံရင်တော့မှမားနေတယ်ဒါကြောင့်တချင်းတော့မှမဆိုရတော့တဲ့ပုံစံမျိုးတွေဖြစ်လာလှုပ်ဆောင်လေချစ်ကြဘူးလားလှုပ်ဆောင်လေဘာတွေရှောက်လုပ်တာလဲဟုတ်လားကိုရောအကုန်လုပ်ပြီးသားတယ် it is finished လို့ပြောပြီးသားတယ်ဟုတ်ဘူးညီကောင်မောင်တို့ဟုတ်တယ်ဒါကိုပိုင်းခြားနားမလဲကျွန်တော်ဆုံးရှုံးသွားနိုင်တယ်ဆုံးရှုံးသွားနိုင်တယ်ဘာလို့ဆုံးရှုံးသွားနိုင်တယ်လားဖျားပြင်ဆင်ထားတဲ့အရာတွေကိုကျွန်တော်ပိုင်းခြားနားမလဲဒါကြောင့်နှုတ်ကပတ်တော်ဘာပြောလဲခေါ်လို့တဲ့အခန်းကြီး3မှာဘာပြောလဲဆိုတဲ့အခါမှာဖျားသခင်ရဲ့နှုတ်ကပတ်တော်ဒီပညာအမျိုးမျိုးနဲ့တင်တို့မှာကျွယ်ဝဆိုတာတည်နေဖို့ဖျားလိုလို့ရှိတယ်ဟုတ်လားဘုရားကနှုတ်ကပတ်တော်ပိုင်းခြားနားလည်ဖို့ဘုရားကအရန်ကြီးကြီးတယ်ဘယ်အရာကပေတင်ချင်းအတွက်ပြောနာလဲဘယ်အရာကကောင်းကြီးအတွက်ပြောနာလဲဘယ်အရာကပိတ်သိက်အတွက်ပြောနာလဲအဲ့ဒါကိုနားလည်ဖို့အင်မတန်အရေးကြီးတယ်ဒီနေ့ကျွန်တော်ပိုင်းခြားနားလည်ရမယ်အရောက်စီတိုင်းပိုင်းခြားနားလည်မှုမရှိရင်ကျွန်တော်တို့ခရိယာအတ္တဆိုတာကဆုံးရှုံးသွားတယ်โอเคအဲ့ဒါကြောင့်ပြောမယ်အေဖာအော်ရာစာခဏနဲ့အငယ်ရှိမှပြောတဲ့အရာကကဲတင်ချင်းကိုပြောတာဖြစ်တယ်ဟုတ်လားခုနအေဖာနေရှိမှပါလဲဟိုကြည့်တော့ပြင်ကျေးဇူးတော်ကြောင့်ကဲတင်ချင်းတော့ရောက်ရတယ်ကိုယ်အလိုလျာရောက်ဒီမဟုတ်ဘုရားသခင်နာတော်မူရာဖြစ်တဲ့စဖတ်ရပါသပြောတဲ့အခါအမှန်နော်ကိုကုသိုလ်ကြောင့်ကဲတင်ချင်းတော့ရောက်ဒီမဟုတ်တို့ကြောင့်ဘယ်ဒီများဝါကြွားစရာကြောင်းမဖြစ်လဲမရှိဘူးဘယ်ကြောင့်ဒီမှာငါတို့ဒီကောင်းသောအကျင့်တို့ကိုကျင့်ပြီးအကြောင်းတို့လားလူတွေကဘာလုပ်လိုက်လဲဆိုတော့ရှစ်လောက်မှာပဲရက်တော့ကိုယ်မသွားရှင်းတော့ဘယ်လားဆိုတော့ကျန်းစာကိုလိုတာဆွဲယူတဲ့လူတွေတတိထားဖို့ကျွန်တော်ပြောနေတာဒီနေ့ညီကောင်မောင်တို့ဘာကြောင့်လဲဒီနေ့လေထဲမှာ virus တွေပါနေတယ်ရေထဲမှာ virus တွေပါအခုလောကမှာယောဂတွေအများများတယ်။ဘာကြောင့်ယောဂတွေအများများတယ်လား။အစားအသောက်တွေကြောင့်ရေထဲမှာစားတော့ပါတယ်အသားထဲမှာဒီယောဂတွေပါလာတယ်။ရေထဲမှာယောဂတွေပါလာတယ်။လေထဲမှာယောဂပါလာတယ်။ယောဂတွေမြောက်များစွာထူပြောနေတယ်။ဒီတိုင်းပဲဒီနေ့နှုတ်ကပတ်တော်ထဲမှာလည်း virus တွေပါနေတယ်။ဟောနေတဲ့လူတွေရဲ့အထဲမှာ virus ပါနေတယ်။အမားတွေတွန်းတင်popularity လို့ခေါ်တယ် popular ဖြစ်ချင်တဲ့အခါမှာလူတွေအကြိုက်သူများချက်စားအောင်ဟောချင်တဲ့သဘာဝတွေများရှင်တော့ basic ကတစ်ခုပဲ basic တစ်ခုပဲကိုကုသိုလ်ကြောင့်ကြရချင်းရောက်တာမဟုတ်အဘယ်သူများဝါကြွားစရာအကြောင်းလုံးဝမရှိဘူးသဘောကောင်းကောင်းပေါက်ရမှာကအခုအဲ့ဒါကိုလှည့်စားတဲ့အဖွင့်ရရှိယေရှုယုံရင်မင်းကယ်ရှင်မရဘူးဘာကြောင့်လဲယေရှုကလူရဲ့သားဖယားသားမဟုတ်ကြောက်လားကြောက်ဒီမှာတော့တိတ်ချမှာမဟုတ်ဘာမှဒီမှာတော့ popular ရေးလည်းဖြစ်နေတယ် online နဲ့ရှုပ်ရှုပ်ခတ်လာရှင်းရှင်းလေးကြောက် basic ကနေပြောပြအခြေခံကနေကျွန်တော်ပြောပြကျန်တလာနေအများအခုအမေရိကန်မှာ scholar တွေတော်တော်များများပြန်မဲ့ဖြစ်သွားတယ်တကယ်ဒေါက်တာကြီးကျန်တူတီတီစကားပြောလို့မနိုင်ဘူးကျန်စားထုံးလို့ချီရေလုံးတော့ကြွားကျင်နေတဲ့သူတွေနောက်ဆုံးပဲဖြစ်သွားတယ်ဖျားမရှိဘူးကျန်းစာကြောင့်မတက်တော့အကောင်းနဲ့ကျန်းစာကြောင့်တက်ပြီးမှငါဖျားမရုံတော့ဆိုလည်းအဖွဲရလည်းရှိတယ်ဒါဘော
ကျမ်းစာကြီးပဲသိပြီးတော့ဖျားကိုမသိရင်တော့ရှုပ်ထွေးကုန်တာပေါ့ကျမ်းစာဖတ်တယ်ဆိုတာကကျမ်းစာကိုရေးခဲ့တဲ့သူနဲ့မှအဆက်အသွယ်မရှိဘူးဘာတိတ်ပဲမှမရှိဘူးဘာရတာမှလည်းမရှိဘူးဘာနားလဲမှလည်းမဟုတ်ဘူးဒါကြောင့်ဒီနေ့ကျွန်တော်တို့ရှင်းလင်းစွာနားလည်စေချင်တာကယုံကြည်သူတယောက်ရဲ့အတ္တယုံကြည်သူတယောက်ရဲ့အတ္တအခြေခံကြကြနားလည်ဖို့အရင်ကြီးတယ်ယေရှုခရစ်တော်ကိုယုံကြည်ယုံနဲ့ကယ်ရှင်မရဘူးရှင်းအောင်မတင်မဲ့လည်းမလုပ်လိုက်မလုပ်လိုက်ရှောက်အောင်လုပ်လိုက်ရှင်းတယ်ယေရှုယုံယုံနဲ့ပါလေကယ်တင်ရှင်မရဒီလိုပြောလိုက်ပေါ့ယေရှုပါဝင်ယုံလဲဆိုယေရှုကိုယုံရင်ကယ်တင်ရှင်မရဘူးယေရှုခရစ်တော်လောကကတည်းကလှုပ်ဆောင်ခဲ့တာကိုယုံကြည်တဲ့သူမှာပဲကယ်တင်ရှင်ရအဲ့ဒါကိုမှတ်နေလေဒါပေမဲ့စကလုံးရှုပ်အောင်လုပ်တာပြောပြယေရှုခရစ်တော်ကိုယုံရင်ကယ်တင်ရှင်မရဘူးဆိုတဲ့စကားကိုသုံးလိုက်ပြီးတော့မှအနောက်ပိုင်းစကားကိုမသုံးတော့အနောက်ပိုင်းမှာယေရှုခရစ်တော်လောကကတည်းကလှုပ်ဆောင်ပေးခဲ့တာကိုယုံရင်ယုံမှာကယ်တင်ရှင်ရမယ်ဆိုတဲ့အပိုင်းကိုမပြောဘဲနဲ့ရှေ့ကတစ်ပိုင်းကိုပဲထားခဲ့လို့လူတွေရှုပ်အောင်လုပ်လိုက်အဲ့ဒါတွေကျွန်တော်သိထားဖို့လို့ရှုပ်ထွေးနေတဲ့အချိန်ဒါကြောင့်ဝါဒနဲ့ဩဝါဒဆိုတာမပိုက်ချလို့မရဘူးမသိလို့မရဘူးဒီနေ့မြန်မာပြည်ကိုဘုရားသခင်ဘာစကားပြောရခြင်းလို့ဝါဒနဲ့ဩဝါဒဆိုမရှင်းလင်းဘူးပြီးတော့မှမင်္ဂလာနဲ့ဒီမင်္ဂလာရှိခြင်းအပိုင်းနဲ့မင်္ဂလာရှိခြင်းအပိုင်းမင်္ဂလာတော့မတော့ဘာမင်္ဂလာဖြစ်လဲဆိုတော့ဓမ္မနဲ့ဓမ္မဆိုတာကျမ်းစာကိုကိုင်ထားရင်းနဲ့ကိုလိုတာကိုဆွဲယူတာဥပမာကျွန်တော်ပြောပြမယ်မြန်မာပြည်မှာဆရာတရားအဲ့ဒါဓမ္မဆရာတရားနေရနေရအောင်ရောက်လာတယ်နေစရာနေရာမရှိဘူးအမေရိကတော့မမိသားစုတစုကညင်တဲ့အခါမှာကျမတို့လည်းမနေမဲ့ဘူးကျမတို့အိမ်မှာခဏနေတာပြီးတော့မှကျမတို့ဩဇာပေါ့ဘယ်လောက်ကြာမလဲဆိုတော့မသိဘူးပြန်လာရင်တော့ပြန်ဖယ်ပေးပေါ့သဘောတူညီမှုနဲ့နေလိုက်ကြတယ်ဟိုကလည်းအမေရိကထွက်လာတဲ့တမိသားဆိုတော့အဲ့ဆရာကနေကနေရောက်လာပြီးအဲ့ဒီအိမ်မှာအတူတူကနေလိုက်ကြတယ်အဲ့ဒီအိမ်မှာနေလိုက်ကြတယ်အဲ့ဒီမိသားစုက10နှစ်လောက်ကြာတယ်အမေရိကမှာပြန်သွားတဲ့အချိန်မှာအဲ့ဒီဆရာကမလုပ်ထားလဲဆိုကျေးဇူးတော်ကြောင့်ပေးနေတာကိုကျေးဇူးမတင်တဲ့အပြင်အဲ့ဒီအိမ်ကိုသူ့ရဲ့အိမ်ကိုဖြစ်အောင်လုပ်ထားတယ်တိတိကျကျရှင်းနေပါလေငါ့ဘောပိုင်ရှင်ကတကယ်ပြန်ရောက်လာတဲ့အချိန်မှာတရားရင်ဆိုင်ရနောက်ဆုံးဘယ်လိုနိုင်သွားလဲပိုင်ရှင်ကရှုံးသွားတယ်အဲ့ဒီလူက10နှစ်လောက်နေပြီးဖြစ်တဲ့အတွက်ကြောင့်အမှုတော်ဆောင်ကသူများအိမ်ကိုအပိုင်ရတော့အဲ့ဒါတွေကပါအဲ့လိုမျိုးအတ္တမအမှုတွေများစွာမြမပြည့်ထဲမှာရှိတာရှိတယ်ဘုရားကိုမသိတဲ့လူမဟုတ်ဘူးနော်ဘုရားကိုတည်တည်ကြီးနဲ့ဘုရားကိုတည်တည်ကြီးနဲ့ကိုလှုပ်ရှင်တဲ့အရာကိုလှုပ်တော်သူတွေဒီအဲ့ဒါပြီးတော့မှကျမ်းစာကိုကင်ပြီးတော့အလွဲသုံးစားလုပ်ဒီလူဘာကြောင့်အဲ့လိုလုပ်လဲလို့ပြောတော့သူကကျမ်းစာထုတ်ပြဘုရားကတင်နေတဲ့မြေကိုအပိုင်ပေးမယ်လို့ပြောတာ
ဒီနေရအဲ့ကျွန်တော်ဘုရားပေးတဲ့ဟာပဲဒီကျမ်းစာနဲ့ကျွန်တော်ဘုရားပေါ်ပြပြီးတော့မှမင်းရအောင်ဖိုင်မင်းနိုင်ရမယ်လို့ပြောတယ်။ဟာဆိုင်လို့လည်းသူတပြားတစ်ချက်မှကုန်တယ်မဆိုင်ဟုတ်ဘူးလေဒါသူအိမ်မဟုတ်ဘူးလေတော့ဘောတော့မဆိုဒီကျမ်းစာကိုလည်းကြိုင်ပြီးတော့ကိုလိုချင်တော့ဆွဲကြည့်လို့ဒီအများကြီးရှိအဲ့ဒါတွေကအာဓမ္မလို့ခေါ်ဓမ္မမဟုတ်ဘူးပါလေအာဓမ္မဒါကိုကျွန်တော်နားလည်ဖို့အရင်ကြီးတယ်ဆိုတော့ဒီနေ့ကျွန်တော်ရှင်းလင်းစွာသိရမယ့်အရာကယုံကြည်ခြင်းဟုတ်ပြီကျွန်တော်ပြောပြယုံကြည်ခြင်းတော့ဓမ္မယုံကြည်ခြင်းကကဲတင်ခြင်းနဲ့ဆိုင်တဲ့ယုံကြည်ခြင်းကဲတင်ခြင်းနဲ့ဆိုင်တဲ့ယုံကြည်ခြင်းအဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်လို့ဆိုရင် salvation faith salvation faith ဒုတိယချက်က living faith တတိယချက်က ministry faith ဒီသုံးချက်ကိုကောင်းကောင်းနားလည်အောင်ဒီသုံးချက်ကောင်းနားလည်အောင် Okay salvation faith salvation faith ကြတော့ကယ်တင်ခြင်းနဲ့ဆိုင်တဲ့ယုံကြည်ခြင်းကတော့ယေရှုခရစ်တော်လဝကတိုင်ပေါ်မှာကိုယ်တော်ပြုပေးခဲ့တဲ့အရာကိုနားလည်ဖို့လိုနားလည်ဖို့လိုသဘောပေါက်ဖို့လိုဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းရှိဖို့လိုကယ်တင်ခြင်းစိတ်မချတဲ့သူတွေအများကြီးရှိတယ်ကယ်တင်ခြင်းအကြောင်းကိုသိရုံနဲ့ကယ်တင်ခြင်းမရကယ်တင်ခြင်းအကြောင်းသိရုံနဲ့ကယ်တင်ခြင်းမရအများကြီးကြော်တွေးခဲ့တယ်ကျွန်တော်ပသိမ်ပတ်မှာတော့တရားဟောတယ်အဲ့ဒီဆရာကကျမ်းစာသင်တန်းပေးတာအရာကောင်းအထူးသဖြင့်ကယ်တင်ခြင်းသင်တန်းပေးတာအရာကောင်းအဲ့ဒီသင်တန်းပေးတာအရာကောင်းအဲ့ဒီနေ့မှာကျွန်တော်တရားဟောနေတယ်ကျွန်တော်ဝိညာဉ်ထဲမှာအဲ့ဒီဆရာကယ်တင်ခြင်းလုံးဝစိတ်ချမှုမရှိသေးဘူးကျွန်တော်ဘုရားပေါ်ပြတယ်ဒါပေမဲ့မှုတော်ဆောင်ဆိုတော့ဘယ်ပြောရမလဲမှုတော်ဆောင်ဆိုကျွန်တော်မပြောရဘူးဒါနဲ့ကျွန်တော်နှစ်ယောက်တည်းရှိတဲ့အချိန်မှာကျွန်တော်တခုပြောတယ်ဆရာအားတော့နာတယ်ဗျာလို့ဆရာအကြောင်းကိုကျွန်တော်ဘုရားအခုနတရားဟောနေပေါ်ပြတယ်ဘာလဲဆရာကယ်တင်ခြင်းမရှိချင်ကျွန်တော်ဘုရားပေါ်ပြချစ်ချစ်အဲ့ချိန်မှာကျွန်တော်လက်ခံတယ်စားလို့လည်းမခံဘူးကျွန်တော်အတင်းသားတွေခေါ်ခိုင်းလို့တာသူကခေါ်ရတယ်သူလည်းမခံဘူးနေ့ချင်းတော်တော်များများကျွန်တော်လည်းဘုရားနေ့ချင်းထဲမှာပို့တော့တယ်ဟိုနေ့ချင်းကျေးဇူးတော်ကြောင့်ဟိုခက်ကလည်းပြောင်းလဲလာပြီခရစ်တော်လည်းကြွလာလို့ပြီးပြီဆိုတော့ဟိုကျေးဇူးတော်ကြောင့်အသင်းတော်ပေါင်းတော်တော်များများဟိုဘုရားခင်ဝင်နိုင်ရတဲ့အခွင့်အရေးပြင်ဆင်ပေးတယ်ဥပမာနေ့ချင်းအသင်းချုပ်ကြီးကကျွန်တော်လက်မခံဘူးဆိုပါစို့ဒါပေမဲ့နေ့ချင်းအသင်းတော်ကြီးကကျွန်တော်လက်ခံတယ်နေ့ချင်းအသင်းတော်တွေကိုပိတ်လိုက်တယ်မင်းတို့ဘုရားကျောင်းတွေဒေးဗစ်လောက်တခုမှမဖွင့်ပေးရဘူး။ဘာပြန်လုပ်လဲအဲ့ဒီနေ့ချင်းလူတွေကပဲပြန်ပြီးတော့ဘာပြန်လုပ်လဲဆိုတော့ဟောကိုင်းနေငါပလိုက်တယ်အစိုးရနဲ့ဆိုင်နဲ့ဟောကိုင်းနေငါပလိုက်တယ်ဟိုမိုးလုံးတွေလုံးအားစားရုံနဲ့ငါပလိုက်တယ်ဟုတ်ကြဆိုတော့ဒီနေ့ချင်းအတင်းတော်တစ်ခုကိုကျွန်တော်ရောက်သွားတဲ့အခါမှာအဲ့ဒီဆရာကိုကျွန်တော်ဘုရားဖွင့်ပြတယ်သူကလည်းစိတ်ချမ်းသာမှုရှိတယ်အဲ့မှာကျွန်တော် shock ဖြစ်သွားတယ်ကျွန်တော်ဟိုတော့မသိဘူးလူကကယ်တင်ခြင်းရပြီးတဲ့အခါကျတော့မှကယ်တင်စိတ်ချပြီးမှအမှုတော်ဆောင်တယ်ပေါ့ကျွန်တော်ကဟိုထင်တာလေဒါပေမဲ့အဲ့ဒီနေ့မှာဘုရားလည်းဒိတ်ဆိုဖွင့်ပြလိုက်တဲ့ချိန်ဆရာလို့ကျွန်တော်စိတ်တော့မရှိပါနဲ့နော်လို့ဒါပေမဲ့ဒါအရေးပေါ်ကိစ္စဖြစ်တဲ့အတွက်ကြောင့်မပြောလို့မဖြစ်လို့ကျွန်တော်ပြောမယ်ဆရာ
ကဲဒီစိတ်ချမှုရှိသေးဘူးလို့ပြောတော့ပေါ်ပြတယ်လို့ပြောလို့သူကမမို့ဘူး။ဘိုးတော်ကသူကပြောဆိုဟုတ်တယ်ဆရာတဲ့ဒီနေ့အထီးရှင်းလင်းပြောလို့ဆရာမို့လို့ကျွန်တော်ပြောပြမယ်ဟောလို့ကျွန်တော်အဲ့ဒီအရာနဲ့ပတ်သက်လို့အမြဲတမ်းပူပါမှုရှိတယ်။ကဲတင်ချင်းတာတင်နေတာကဲတင်ရှင်နဲ့ကျွန်တော်ကမိသားတော့မရှိသေးဘူးလေ။တင်ကောင်းတော့ဘောပေါက်မယ်အရာကဖယားအကြောင်းသိတာနဲ့ကဲတင်ရှင်အကြောင်းသိပြီးတော့ကဲတင်ရှင်ကိုမရတဲ့သူတွေလောကမှာအများကြီးရှိတယ်။ဘောပေါက်ဖို့ပြောတယ်။ဒါပေမဲ့အဲ့ဒီအရာအတွက်လည်းပဲယုံကြည်ခြင်းနဲ့ယုံလို့မရအောင်ဒါတန်ရှင်းသောဝိညာဉ်တော်လုံးမရဘလို့လဲသိလားကျွန်တော်ပြောပြကဲတင်ချင်းအကြောင်းကိုဆရာတယောက်ကလာပြောတယ်အဲ့ဒီမှာဝိညာဉ်တော်ကအလုံးလုံးတဲ့အချိန်ကြာတော့မှယုံနိုင်တဲ့အခွင့်ရဥမာကိုမျိုးကြီးရဲ့မိန်းမလုံးခရိယာတစ်သက်လုံးမလုပ်ဘူးလို့ညင်းပယ်ထားတဲ့အမျိုးသမီးနော်ဒါပေမဲ့ကျွန်တော်2013ရဲ့နောက်ဆုံးညတရားဟောပွဲမှာကျွန်တော်ကစင်မောကနေစိန်ခေါ်တယ်တက်တော့ပြန်ဆက်ကပ်ဖို့ကျွန်တော်ပြောတယ်ကျွန်တော်အဲ့ဒီမှာအရှိကနေအကြီးကျယ်ကျွန်တော်ဝင်ငှနေတယ်တရားဟောနေတယ်အဲ့ဒီအချိန်မှာသူ့အထဲမှာလုံးစော်မှုရတယ်ဒါနဲ့သူကယောက်ျားကခရိယာဖြစ်လို့သူခရိယာမဖြစ်ချင်ကိုတော့ယုံကြည်ခြင်းတကယ်ပေးရင်ကျွန်မယုံတယ်ဒီလိုမျိုးရိုးလေးပြောလိုက်ရိုးလေးပြောလိုက်အရှင်တော်ဝိညာဉ်တော်ကဝင်ရောက်လာတယ်သူပြုတ်ကျလဲသွားတယ်သူနှလုံးကိုဖျားပို့လိုက်ကင်လှုပ်တယ်သူမယုံလို့ကိုမရတော့ဘူးအဲ့ဒီကစပြီးတော့နှုတ်ကပတ်တော်ကသူ့အတွက်အရေးကြီးတယ်ဆိုတော့သူသိလာတယ်နှုတ်ကပတ်တော်ကိုသူအကြီးကျယ်စဖတ်တယ်သူလုံးဝသိလိုက်တာကယေရှုခရစ်တော်ကအသက်ရှင်နေဆိုတာကိုသူကောင်းသိသွားတယ်ယေရှုခရစ်တော်သူ့အဖြစ်ကျွေးစပ်ပေးတယ်ဆိုတော့သူကောင်းသိအုံနောက်ကသိလို့မရဘူးနော်ဒီထဲမှာသိဖို့ဆိုတာကဝိညာဉ်တော်အလုံးမလုံးလို့မရဘူးဘောပေါ်လာပြီအုံနောက်ကနေဘလောက်ပဲလူတွေကဲတင်ချင်းတင်နန်းနေဘလောက်ပဲတက်ဒါရှင်တော်ဝိညာဉ်တော်ရဲ့မဆာခြင်းမရှိဘဲနဲ့ဒီကဲတင်ချင်းဘလို့မှမစိတ်ချနိုင်ဟုတ်လားဒီဒါကကျွန်တော်ရဲ့ဘဝအတ္တတာအထဲမှာကျွန်တော်ကြုံတွေ့ခဲ့ရကျွန်တော်ငငယ်လေးအနှုတ်ကပတ်တော်တွေအများကြီးကြားတယ်နှုတ်ကပတ်တော်တွေအများကြီးကြားတယ်ကဲဒီချင်းတင်တယ်လည်းအများကြီးလိုက်တတ်တယ်ဒါပေမဲ့တင်ချင်းတရားကြောင့်စဉ်းစားရင်လည်းကြောက်တယ်ဒီကောင်းတဲ့နိုင်ငံသွားမယ်လို့စိတ်ချတဲ့သူတွေလက်ညှိုးထောင်လို့ပြောရင်ကိုကတော့ဟိုခရိယန်ဖြစ်တာကြားပြီဆိုတော့မထောင်လည်းမကောင်းလေအော်နည်းနည်းသူများထင်သေးမှာဆိုလို့ဒိန်းဆုံးဖမ်းထောင်လိုက်တာဒါပေမဲ့အဲ့လိုထောင်ပြီးတော့မင်းတကယ်လားလို့ကိုပြန်ကိုစိတ်ကကိုပြန်ပြစ်နေတဲ့အခါမှာကိုကြောက်တယ်အဲ့ဒီအချိန်ကြီးကနေဂျေဇုတော်ကြောင့်တာရှင်တော်ဝိညာဉ်တော်ရဲ့မဆာခြင်းနောက်တချို့လူတွေလည်းရှိတယ်ကိုအထက်မှာမရှင်းလင်းဆိုသိတဲ့အချိန်မှာအဲ့ဒီနဲ့ဆက်မှာနှုတ်ကပတ်တော်ဖတ်ပြီးနှုတ်ကပတ်တော်ဖတ်တော့ကဲဒီချင်းနဲ့ဆိုင်တဲ့ဂရီတော်တွေကိုဖတ်ရင်လည်းအဲ့နှုတ်ကပတ်တော်အပြင်သူနားလေခြင်းနဲ့နှလုံးသားပြင်းထန်လာတဲ့အခါမှာဝိညာဉ်တော်ကဒိန်းဆိုဖတ်လိုက်တဲ့ကျမ်းစာတစ်ပိုင်းလည်းပဲသူ့ရဲ့နှလုံးသားထဲကိုဟုတ်တယ်မင်းတို့ယေရှုလှုပ်ထားပေးပြီးသားမင်းပြည့်ကျွေးအားလုံးဆက်ထားပေးပြီးသားမင်းကယေရှုခရစ်တော်အပြင်မင်းကလွတ်မြောက်တော်သူဖြစ်တယ်ကဲဒီချင်းရရှိတော်သူဖြစ်တယ်ဆိုတော့ဝိညာဉ်တော်ကအတိလာပြုတ်ပေးတာဆိုတော့ဝိညာဉ်တော်ကအတိပြုတ်ပေးဖို့အမတမာအရေးကြီးတယ်ဟာလေလုယာအာမင်ဒါကြောင့်ဝိညာဉ်တော်လှုပ်ဆောင်နေတာကိုကောင်းကောင်းနားလည်ဖို့ရည်ကြီးတယ်โอเคအဲ့ဒီအဆင့်ကတော့ဒီမှာရှိတဲ့လူတွေကတော့ပြောစရာမလိုတော့ဘူးလို့ကျွန်တော်ထင်တယ်ဒါပေမဲ့ပြောရမှာမဟုတ်လို့ကျွန်တော်ပြောတာဆိုတော့အဲ့ဒီအပိုင်းကိုဝိညာဉ်တော်အပြင်ဒါကြောင့်တင်လို့လေယေရှုတော်ချင်းမွာဆိုတာကဲတဲ့စိတ်ချမှုရသွားတော့သူတွေယေရှုတော်ချင်းမွာဘာကြောင့်လဲယေရှုတော်တတ်ကြောင့်တရှင်တော်ဝိညာဉ်တော်ရဲ့တိုးထီခြင်းနဲ့မဆာခြင်းကြောင့်တင်ကဲတဲ့စိတ်ချသွားတာဘာလို့ဘုံကနေလက်ချဒီလောကထွက်သွား
ဘုရားရှင်နဲ့အတူရှိနေပြီဆိုတဲ့စိတ်ချမှုတည်တယ်အဲ့ဒါကဘယ်သူမှလာပြောပြလို့မဟုတ်ဘူးကိုယ်တိုင်သိနေရတယ်ထမင်းစားပြီးအဲ့လိုမသိထားရင်ဆုံးရှုံးအဲ့လိုမသိထားတော့တခြားဝါဒတွေဝင်လာအောင်ဘယ်လိုတွေဝင်လာလဲအေးယေရှုကိုယုံရင်ခရဲကြဘာလို့ယေရှုကလူရဲ့သားခရစ်တော်ပဲဖခင်သားအကုန်လုံးရှောက်လို့ကတော့ရှောက်ထွေးပါ no ကျွန်တော်တတ်တာမှရှင်းရှင်းလေးကျွန်တော်တတ်တာမှရှင်းရှင်းလေးကျွန်တော်ရဲ့အသက်တာထဲမှာယေရှုဝင်ရောက်လာတဲ့နေ့ကိုအချိန်နဲ့နာရီနဲ့နေ့နဲ့အကုန်ကျွန်တော်တိကျသိတယ်ယေရှုခရစ်တော်ကျွန်တော်တတ်တာထဲမှာဝင်ရောက်လာတာဘယ်သူမှပြောလို့မဟုတ်ဘူးကိုကိုယ်ရဲ့စာငါချင်းနဲ့ကိုကိုယ်ရဲ့ပြင်းပြတော့တမင်တရားယေရှုတို့ချောင်းတောင်းတတကယ်လို့ကျွန်တော်ဝိညာဉ်ကတောင်းတတာကိုဖခင်ကအတိမပြုတ်တယ်ဖြည့်ဆည်းပြီးတယ်မဆားတယ်ဒါကြောင့်ယေရှုတော်မှာတပါအခြားသောမင်္ဂလာကျွန်တော်နိုင်မရှိပါလို့ပြောလာတဲ့အခါမှာဘာကိုပြောတာလဲတကယ်တော့ तू အကုန်လုတ်ပေးတာကိုကျွန်တော်တို့ခံလိုက်ရတာဖြစ်တယ်အာမင်ကိုလှုပ်ဆောင်တာဘာတစ်ခုမှမရှိဘူးအဲ့ဒါဘာလို့ခေါ်လဲအဲ့ဒါကယေရှုတော်ကယ်တင်ခြင်းနဲ့ဆိုင်တဲ့ယေရှုပြုတာအေးဒါမဲ့ကယ်တင်ခြင်းရပြီးတဲ့လူတစ်ယောက်ကဘာလို့ကိုလို့သူ့မှာကြီးထွားဖို့လိုတယ်ဘာလို့ကိုလို့လဲကြီးထွားဖို့လိုတယ်ဒီနေ့ဒီမှာရှိတဲ့သူတွေအရောက်ရှိတယ်ကျွန်တော်ပြောပြချင်ကျွန်တော်ယူပါရောအရင်ကြီးတယ်ဘာယူပါရောကြီးလေကျွန်တော်မြန်မာပြည်ကလူမြန်မာပြည်ကမမိုင်မမွေးလာတဲ့လူရောက်ဖြစ်တယ်နဲ့ကျွန်တော်ဘုရားသခင်ကျွန်တော်ကနေဒါအလကားပို့တာမဟုတ်ကနေဒါ passport အလကားကိုင်နေတာမဟုတ်အမေရိကကိုအလကားလာခိုင်းတာမဟုတ်ဘာဖြစ်လို့လဲဘုရားသခင်ကျွန်တော်တို့ကြီးမားသောအကြံစီရှိတယ်ဆိုတော့ကျွန်တော်သိโอเคကြီးမားသောအကြံစီရှိတယ်ဆိုတာကိုသိယုံနဲ့မရဘူးအဲ့ဒီကြီးမားသောအကြံစီတဲ့ကိုဝင်စားဖို့ရန်သူကအရေးကြီးဆုံးမှာအတ္တတာလိုလာတယ်ကျွန်တော်ပြောပြမယ်နော်ကျွန်တော်ပြောပြအတ္တတာအဓိကပဲကဲတင်ရှင်းရပြီးတဲ့လူတယောက်ကကြီးထွားဖို့ရန်သူကဘာလို့လဲဆိုကလာဒီခန်းကြီးလေးငယ်တိကျွန်တော်အင်မတန်မှဘုရားခင်ဒီတော့တွင်မှာပေါ်ပြနေတဲ့အရာကျွန်တော်ပြောပြချင်လာဒီခန်းကြီးလေးငယ်တိအားလုံးဖတ်ရမလားဘာလို့โอเคရโอเคဒီနေ့ခရိယန်တွေရဲ့အတ္တတာမှာအမွေခံနေဖြစ်တယ်ကယ်တင်ရှင်ရပြီးတဲ့လူကပါလဲပြောကယ်တင်ရှင်ရပြီးတဲ့လူကပါလဲဟောမကြားမှာဆိုလို့ပြန်ပြောကယ်တင်ရှင်ရပြီးတဲ့လူကပါလဲအမွေကဘုရားကတို့ကဘာပြင်ဆင်ထားလဲအမွေမရှိဘူးလားဘုရားရဲ့အမွေဆိုမှတော့လူမွေနဲ့မတူဘူးကွာဘုရားအမွေဆိုမှတော့ဟာလေလုယာအာမင်အမွေစားအမွေကမြဲသောစည်းစိမ်ချမ်းသာကျမ်းမာခြင်းအောင်မြင်ခြင်းအကုန်ပြင်ဆင်ထားပြီးသားသင်ဘုရားမွေးလာနဲ့မဆိုင်ဘူးဘလောက်ပညာရှိတာနဲ့မဆိုင်ဘူးသင်ဘလောက်တော်ခြင်းတက်ခြင်းနဲ့မဆိုင်ဘူးဘုရားကသုံးရင်ဟိုးတိုးကြောင်းသားလည်းဘယင်တက်ဖြစ်တာပဲမဟုတ်ဘူးလားညီကောင်မောင်မတို့ဟာလေလုယာအာမင်ဘုရားသင်တို့ဘုရားကကြီးမားသောအမှုရာကိုပြင်ဆင်ထားတဲ့ကဲတင်ချင်းတော့ရပြီးတော့ဘာဖြစ်လဲ။အိုးဘာယုံမပေါက်တဲ့အတ္တတာဘုရားကမဖြစ်စေချင်ဘူး။တင်ရအမွေကကိုယ်ဘယ်မှာရှိတယ်ပြောတာတင်ရအမွေကဟာလေလုယာဟာလေလုယာတင်ရဘာလဲပြောဘောပြောတဲ့အခါမှာတိတ်ပြီးတော့အားရှိတဲ့ပုံတွေတိတ်မပေါ်ဘူး။တိတ်ခံစားရတဲ့အတ္တတာတွေမတွေ့ရဘူး။တင်ရဘာလဲတင်ရအမွေကဟာလေလုယာလူနည်းလဲကျွန်တော်တော့ဒီလိုပဲဟောမှာပဲလူများလည်းဒီလိုပဲဟာလေလုယာဘုရားအမွေကဖြစ်တယ်ဘုရားအမွေကဒါပေမဲ့အဲ့ဒီအမွေကံဖြစ်တော်ညာလေအဲ့ဒီအမွေကိုရရှိတဲ့အတ္တတာဖြစ်ဖို့ရန်အတွက်ကတော့ဒီအရေးကြီးတာကအတ္တတာအရေးကြီးတယ်။ဘာအရေးကြီးလဲအတ္တတာအရေးကြီးတယ်အတ္တ
သက်တာဒီအသက်တာပိုင်းဆိုင်ရာကအရင်ရေးကြည့်တယ်ဘုရားသခင်နှစ်သက်တော်မူသောအရာအပေရာဖြစ်သည်ကိုသင်ယူနိုင်တဲ့သက်တာဘုရားကအလိုတော်ရှိသောအရာအပေရာဖြစ်သည်သိရမယ်ဘုရားကနှစ်သက်သောအရာပါလဲဆိုတော့သိရမယ်ဘုရားကပြင်ဆင်ထားပြီးသားအမွေကိုဒီမြေဩဝါဒစာအခါကြီးလေးအငယ်တစ်လောက်ကနေဖတ်ရဆိုတော့ဘုရားသခင်ကတို့အတွက်ချမ်းသာကိုပြင်ဆင်ထားပြီးသားဒီအဲ့ဒီအတွက်လည်းဝင်စားမှုပါပေးတာတဲ့ဂတိတော်ကိုဘုရားပြင်ဆင်ထားတယ်ဒါပေမဲ့အဲ့ဒီကမမီပဲနေမှာကိုစိုးရိမ်နေတဲ့ဆက်ပတ်ရအောင်ဆိုကဲတင်ချင်းနဲ့ဆိုင်တဲ့အရာလေယုံကြည်ခြင်းအဖြစ်ပဲရယူပါလို့ကောင်းကြီးမင်္ဂလာနဲ့ဆိုင်တဲ့အရာကိုလည်းယုံကြည်ခြင်းအဖြစ်ပဲရယူပါယုံကြည်ခြင်းနဲ့မယောနောတဲ့အကျိုးမပေးဘူးနောက်ကပတ်တော်ကြီးကြားတာပဲဒါပေမဲ့ယုံကြည်ခြင်းနဲ့မယောနောတဲ့အခါမှာအကျိုးမပေးဘူးဆိုတော့အဲ့ဒီမှာကြတော့ယုံကြည်ခြင်းမှာကြည့် living faith ကြတော့ဘာပါလာပြီ salvation faith မှာယေရှုတော်တတ်ကြောင့်ယေရှုလှုပ်ဆောင်ပေးခဲ့တော့သင်ကောင်းကောင်းသဘောပေါက်ပြီးတော့ငါအတွက်ဖြစ်တယ်လို့သင်ယူလိုက်တာနဲ့သင်လွတ်မြောက်ခြင်းရသွားပြီဒါပေမဲ့ living faith မှာကြတော့သင်ယုံကြည်တယ်ဘုရားသခင်ကအမွေကိုပြင်ဆင်ထားတယ်လို့သိယုံနဲ့သင်မရဘူးအဲ့ဒါကိုရယူဖို့ရန်အတွက်ကအတ္တတာနဲ့ဆိုင်တယ်ဘာနဲ့ဆိုင်လဲပြောပါဘာနဲ့ဆိုင်လဲအတ္တတာနဲ့ဆိုင်တယ်ဒီနေ့ကျွန်တော်စိတ်မကောင်းဖြစ်တာကကဲတင်ချင်းရပြီးတဲ့ယုံကြည်သူတွေကြည့်လိုက်ငွေရေးကြီးမှပြဿနာဖြစ်တယ်အိမ်တော်ကြီးပိုင်းဆိုင်ရာမှာပြဿနာဖြစ်တယ်အသင်းတော်တွေမှာပြဿနာဖြစ်တယ်ဒါကြောင့်လေခင်ဗျအသင်းတော်မှာလူများလာဖို့မဆုတောင်းနဲ့သင်ရှိနေတဲ့လူနည်းစုကအရင်ဆုံးဖခင်နဲ့တွားတောင်းခင်ဗျသိချတဲ့တွေဒီမှာကျွန်တော်ပြောပြမယ်အများကြီးကျွန်တော်တွေ့ခဲ့ဘူးလေကျွန်တော်လည်းတောင်ကြောင်းပြောပြလူ1000ရှိတဲ့အသင်းတော်ကြီးကိုခင်ဗျရောက်လာပြီးတော့မှတင်းအုပ်စီကလောက်ရတယ်ဟုတ်ပြီလားလူ1000ရှိထားပြီးသားကွာလူ1000တင်းတော်ရှိတာအတင်းတင်းဥစ္စာဥမာရွှေ့ပြောင်းသွားတာဖြစ်ဖြစ်တင်သွားတာပဲဖြစ်ဖြစ်တစ်ခုဖြစ်လို့ဖြစ်တော့အဲ့နေရာကိုတင်ဝင်ရတယ်တင်ဝင်ရတယ်အဲ့ဒီလူတစ်ထောင်ကနေ900ဖြစ်ပေါ်အရင်ကလူ900ပြန်ဖြစ်သွားဘူး900နဲ့250ပြန်ဖြစ်သွားဘူး250 100ပြန်ဖြစ်သွားဘူးအရင်လွယ်ဘာကြောင့်လဲသိလားညီကောင်မောင်မတို့သူစောက်ထားတာဘုရားသခင်ပေါ်ပြလို့လူ9ယောက်လောက်နဲ့စလို့အိမ်မှာဖျားဆုတောင်းအဲ့ဒီ9ယောက်ကိုသူဝန်တာထားတယ်အဲ့ဒီ9ယောက်ကိုမျက်ရည်နဲ့မျက်ခွက်သူဆုတောင်းပေးတယ်အဲ့ဒီ9ယောက်ခိုင်ခါဖို့ဆုတောင်းပေးတယ်အဲ့ဒီ9ယောက်ကဲတင်ချင်းရဖို့တဲ့သူအရင်စိတ်ဝင်စားအဲ့9ယောက်ကကဲတင်ချင်းရပြီးလေပဲကဲတင်ချင်းရပြီးတဲ့သူကဘုရားသခင်အလိုတော်နဲ့အညီအသက်ရှင်ရမယ်ဇာတိအလိုကိုညှင်းပယ်ရမယ်ဘုရားအလိုတော်တိုင်းအသက်ရှင်ဖို့အဲ့တော့တေးချတင်ပေးပြီးအဲ့ဒီအရာတော့ခိုင်ခေါလို့ကျွန်တော်ပြမယ်ကျွန်တော်ဘုရားသခင်ပြထားတဲ့ ministry အကြီးပဲဒါပေမဲ့အရင်ဆုံးကျွန်တော်ကိုဘုရားသခင်ကကြည့်ခိုင်းတဲ့အုပ်ကဒီအုပ်ကလေးဒီအုပ်ကလည်းနည်းနည်းနော်အုပ်တော့မဟုတ်ဘူး
လူသားနဲ့ဆရာကြီးအကုန်လုံးဆရာကြီးဟောတယ်ကြည့်နေနာမည်ကြီးတွေအကုန်လာဆိုတာဒီရတဲ့တတိယထဲမှာနာမည်ကြီးရွှေမုံနဲ့ရေချိုးခဲ့တယ်လို့နာမည်ကြီးတဲ့လူသူကလည်းဟိုကလည်းဆရာကြီးဆရာဝေဆိုတဲ့ဆရာကြီးတင်းအောင်ဆရာကြီးတာပြီးတော့ငယ်ရတိတ်ချမ်းသာတယ်လေအဲ့ဒါအဖေနဲ့အဝေးဆုံးမှာပဲနေတယ်ကိုလုံးချင်တယ်လုံးချင်တယ်ဟိုကလည်းကချင်ထဲမှာသူကတော့မတုံကချင်ထဲမှာဒါမူရင်းနဲ့မူသစ်ဆိုတာရှိတယ်နော်မူသစ်ဒီဘက်ကမူရင်းမူဟောင်းလို့ပြောတဲ့မကြိုက်တော့မူရင်းအလိုလာမကီဘိုတီးရဲ့ဆရာကြီးဆိုလည်းဒါနော်ကင်းထဲမှာကြီးဆိုတော့သူ့ဖေက number 1ပဲကင်းထဲမှာဆရာကြီးတာလက်ရမြောက်လာတယ်သူရဲ့အကြီးကျယ်လုံးတယ်အဖေကလည်းကြီးဆိုတော့နော်ပွင့်တဲ့အဖေဖြစ်တယ်ဆရာကြီးဆိုတော့ဆရာကြီးကိုအိမ်မှာမြူရှင်လို့ဆိုနေပါကိုပြောင်းတယ်အများကြီးလည်းမဟုတ်ကြောက်ပြောချင်တာတော့ပွဲထဲမှာဒီအပွဲလေးအတွက်ဆူတောင်းပေးဖို့ဒီအပွဲလေးကိုခိုင်ခါစီဖို့ဒီအပွဲလေးကိုဘယ်ဟာလက်ကားပေးတာမဟုတ်ဘူးဟုတ်တယ်လားဒီစောက်ချင်းကိုတက်တာလူတွေကပတ်စံရှိလာအိမ်ဝယ်ပလိုက်တာစောက်ထားပြီးသားအိမ်ကိုဝယ်ပလိုက်တာအရင်ကျင်တယ်ကျွန်တော်အဲ့ဒါစိတ်နေတာရေကွက်ဝယ်တော့ကိုပါတာတလုံးချင်းစောက်တော့ foundation ချပြီးတော့အဲ့ဒီအိမ်ကိုစိတ်ကြိုက်စောက်တာကြာတော့ကြာတယ်စိတ်တကြစောက်ရင်လည်းဘွားရွာတာလည်းရာဒီလိုမကောင်းတာရက်ထားတာလည်းအမျိုးစုံဖြစ်တယ်ဒါပေမဲ့ကျွန်တော်ပြောပြမယ်မုံတိုင်းလာရင်အဲ့ဒီအိမ်ဆောက်လို့ပြီးသွားလို့မုံတိုင်းလာရင်ပတ်စံရှိလို့ဝယ်ထားတဲ့အိမ်ကဘယ်တော့ခိုင်ခါမှကိုမသိတဲ့အတွက်စိုးရင်ရတယ်ဒါပေမဲ့ကိုโอเคတလုံးတည်းကကိုစားဆောက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအိမ်ရဲ့ခိုင်ခါမှုကိုသိတယ်ဆူနာမီလာတဲ့အစီအရေးကြီးတာကိုစောက်ထားတဲ့အရာဖြစ်ဖို့အရေးကြီးတယ်တက်ကကျွန်တော်ပြောမယ်ကိုဘွားကိုဘာသာโอเคတလုံးကနေစားဆောက်တတ်တဲ့အတ္တဖြစ်ဖို့လို့ဖြတ်လန်းနည်းနဲ့လုံးဝမလိုက်နဲ့ဒီနေ့ခရစ်ယာန်ရဲ့အတ္တဖြတ်လန်းနည်းကိုနဲ့လိုက်ပြီးကောင်းကြီးကိုဖြတ်လန်းနည်းနဲ့ဘယ်လိုယူရမလဲစဉ်းစားတဲ့သူတွေအများကြီးရှိတယ်။အိုးဘိတ်တိတ်ကိုတော့မှအမလီဘိတ်တိတ်ကိုတော့မှဖြတ်လန်းနည်းနဲ့ဆရာကျွန်တော်ဘိတ်တိတ်ပေးပါဆိုသူထောက်ချပါလက်ကောင်းပေါ်လက်တင်လိုက်ဘိတ်တိတ်ရတာမှမဟုတ်တာ။ဟယ်လိုဒီမကြီးရှမွေလာကလာပြီးတော့မှဒါဝိတ်ကိုဘာလာပေးလဲဘိတ်တိတ်စီလာလူပေးတယ်ဒါပေမဲ့ချက်ချင်းဘယင်ဖြစ်လာပြောမဖြစ်ဘူးလေကိုဘာတာကိုတော်ထဲမှာနေတာအကောင်သူဘိတ်တိတ်လာပေးပြီးမှဘာဖြစ်လဲဒုက္ခအစတော့လားဟမ်အိမ်မမမတာအကောင်အိမ်မမတ်ပြီးတော့မှအကိုတွေကပြဿနာဆရှာခြင်းခံမကြုံဖြစ်သွားတယ်ယောတာအတတမကြီးကိုမောင်မတို့ဖြက်လန်းလေးနဲ့လိုက်လို့မရဘူးဖြက်လန်းလေးနဲ့လိုက်လို့မရဘူးအတတကအရင်ရေးကြည့်တယ်ကောင်းကြီးမင်္ဂလာကြတော့ဘာနဲ့သွားလဲအမွေခံအောင်မြင်တော်သူကျွယ်ဝတော်သူကြီးမားသော ministry ကိုလှုပ်ဆောင်နေတဲ့သူဖြစ်ပေါ်အရင်ဆုံးဘာနဲ့သွားခြင်းလို့အတတနဲ့ foundation ကနေစသွားတာလူတစ်ထောင်ရှိထားပြီးသားအတင်းတော်ကိုဝင်ပြီးတော့ဆရာလောက်ရတာလွယ်တယ်ညီကိုမောင်ပါတော့ဒါပေမဲ့ပြတ်ဖို့လည်းလွယ်တယ်ဒါပေမဲ့9ရောက်လောက်ကနေစတော့မှအေးချာအဲ့ဒီ9ရောက်အဲ့ဒီ9ရောက်လောက်ကနေစခက်တယ်ကျွန်တော်ဒီဖွဲ့လေးဖြစ်လာမယ်လို့ကျွန်တော်မသိဘူး stream ကျွန်တော်ဖွဲ့ရောက်ပြီးဖြစ်လာရေးပြလည်းစတိုင်းတစ်မျိုးနော်လည်းစတိုင်းတစ်မျိုးကိုကြီးကလည်းစတိုင်းတစ်မျိုးဟိုဘပါလည်းစတိုင်းတစ်မျိုးစတိုင်းလေးတစ်မျိုးစီစိတ်ကောင်းတဲ့ဘွယ်ရှိတယ်မျိုးစုံလေးအားလုံးလည်း
တည့်ရချင်ပါပဲနော်ကိုဖို့ပေါင်းနောက်ချာကိုဖို့ကနေရဒါတိခနဲ့ကိုကိုတင်တာအခုမှတည်တယ်ဒီမခနဲ့အတက်တာမှာတော့ဘယ်လောက်လောက်ရတာပဲမပြည့်တယ်ဘာကြီးတင်းလက်ထဲမှာပေးထားတဲ့9ယောက်ကိုတင်းချာတင်ကကြီးမာတော့အတက်တာတွေဖြစ်လာလို့တင်ကတင်းချာတုံးတင်ချင်းပြုစုချင်းမရှိဘဲနဲ့အဲ့ဒီ9ယောက်ကနေ90ရောက်ကိုတင်မစင်းစားတယ်90နဲ့9000ဖြစ်လာလို့တင်မစင်းစားဘုရားသခင်ကပေးလာလို့တောင်ဘုရားသိစေဝင်စားဟုတ်လားဆိုတော့တတိထားပါညီကောင်မောင်မတို့ဖြက်လန်းနေတဲ့ဘယ်အရာမှမရအချိန်လိုတယ်အားလိုတယ်အကုန်လုံးပါဆိုအဲ့ဒီထဲမှာနာခံခြင်းကအများကြီးသွားတယ်ဆိုယုံကြည်တယ်ယုံကြည်သူတယောက်ဖြစ်လာပြီးရင်အရေးကြီးဆုံးကပါလေနားထောင်ခြင်းယုံကြည်သူတယောက်ရဲ့အရေးကြီးဆုံးကြီးထွားတဲ့အတ္တတာဖြစ်ပေါ့ခုနကျမ်းစာမှာပြောတယ်အမွေခံမိဒီကဥစ္စာရှိသမျှကိုပိုင်ထိုက်တဲ့သူတွေမဟုတ်ဘူးလားအမွေခံမိဒီကဥစ္စာရှိသမျှကိုပိုင်ထိုက်လားပိုင်ထိုက်တော်သူတွေဖြစ်တယ်သို့တော်ညာလည်းပဲပိုင်ထိုက်တော်သူဖြစ်ပေမဲ့အရွယ်မရောက်လာရင်တော့အမွေမခံရဘူးအမွေခံဖြစ်တယ်တော့အမွေကိုမရဘူး။ဘာကြောင့်အမွေခံတော့ဖြစ်တယ်အမွေမရဘူး။ဘာကြောင့်လဲဆိုတော့အရွယ်မရောက်ဘူး။ဟုတ်ပြီကြီးထွားတဲ့အတ္တတာဖြစ်ဖို့ဘုရားကအလိုတော်ရှိလားရှိတယ်။ဝိညာဉ်ရေးရကြီးထွားခြင်းဆိုအရေးမကြီးဘူးလားဒါဆိုโอเคကဲတင်ချင်းရပြီအမွေစားအမွေကဒီနေ့ကျွန်တော်ဒါကြောင့်ကျွန်တော်ညီကိုတွေကျွန်တော်ပြချင်ဒီအော်ရောဘတ်တို့ University ကျွန်တော်လာပြချင်တယ်ဒီယုံကြည်သူတယောက်ပဲလူတယောက်ကလုံလိုက်တဲ့အရာကဒီလောက်ထိကြီးမားစွာလုံနိုင်တာဘာကြောင့်လဲသူ့ကိုချက်ချင်းပေးတာမဟုတ်ဘူးနော်ချက်ချင်းပေးမှာမဟုတ်ဘူးကျွန်တော်သိတယ်ဒါပေမဲ့သူအဖိုးခပေးရတယ်ဟိုနေ့ကတော့မှစီးပွားရေးကြောင်းပြောနေကြောင်းပြောသေးတယ်ပတ်စံရှိတဲ့မိသားစုနဲ့ပေါက်ဖွာလာတဲ့လူကပတ်စံရှိလို့စီးပွားရေးလောက်တာနဲ့ဟိုငငယ်ကလေးကစီကုရက်လေးရောင်းလိုက်လာမေးမှာဟိုဆက်လေးလေးရောင်းလိုက်ဟိုကွန်းရလေးရောင်းလိုက်နဲ့ဘားလေးနဲ့လောက်ခဲ့တဲ့ဒီဈေးရောင်းသမားဘဝနေအောင်မြင်လာတဲ့လူကိုတွားရှင်လို့မရဘူးဘယ်ကောင်အောင်မြင်မဲ့ထင်လဲငငယ်ကလေးကနေဈေးပန်းကိုရောင်းပြီးတော့ဟလာရွက်ပြီးတော့ရောင်းခဲ့ရတဲ့လူကနေတက်လာတဲ့ကောင်နဲ့ပတ်စံရှိလို့မိဘပတ်စံရှိလို့အဲ့ဒီပတ်စံကိုင်မဲ့ invest လုပ်တဲ့ကောင်နဲ့တွားရှင်လိုက်ဘယ်သူရှုံးမယ်ထင်လဲမိဘပတ်စံနဲ့စီးပွားရေးလုပ်တဲ့ကောင်ရှုံးသွားနိုင်တယ်ဘာကြောင့်လဲ तू ဘဝ तू ဘေးလာလုပ်ထားတာမဟုတ်ဘူးဒါပေမဲ့ဟိုကအောက်ခြေခံဘဝနဲ့လာခဲ့တဲ့အတွက်ကြောင့်စနစ်တကျ तू ကသူ့ရဲ့ဘဝကို तू ကအုတ်ဒီအုတ်တလုံးစီကနေစပြီးတော့မှစီခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်သူ့ဘဝကိုခိုင်ခန့်တယ်ဆိုတော့ तू သိနေတယ်ဟာလေလုယာတင်းရဲ့အတ္တတော်လည်းကျွန်တော်ပြောပြမယ်နေ့ရက်စင်တိုင်းမှာတင်းအခုတရားကိုချက်ချင်းမလုပ်နိုင်ဘူးဒါပေမဲ့သိတဲ့အရာကိုတစ်လုံးချင်းစီစတင်တိဆောက်တဲ့အတ္တတာဖြစ်ဖို့လိုတယ်ဥပမာတင်းရဲ့အတ္တတာထဲမှာတင်းကိုဆွဲချနေတဲ့အရာပါတယ်စဉ်းစားကဲဒီချင်းရပြီးတဲ့လူပြောကြီးထွားခြင်းနဲ့အတ္တတာဖြစ်ခြင်းတင်းကိုဆွဲချတဲ့အရာပါတယ်တင်းအတ္တတာမှာမတိုးတက်လာစေတဲ့အရာကဘာလဲအဲ့တော့တင်ရှာမယ်သူများကိုတင်သိချင်အောင်တဲ့ဥမာထားလိုက်ပါတော့တင်ကမာလာကြီးတဲ့လူပြောဖြစ်တယ်သူများမတူလို့မတန်လို့ဆက်ဆံတိုက်အဲ့ဒီဟာမြင်မြုပ်တချို့ရမယ်တင်ကြီးတော့တင်မွေခံရလို့သူများအထင်ပြတတ်တဲ့နှလုံးသားသူများကိုလာမတာဘူးလို့ထင်ထားတဲ့ဟာတွေအဲ့ဒီခမရအတွေးခေါ်ခမရမပြင်းမရှင်းခမရဘလို့မှဘုရားကအလုံးလုံးလို့မရဘူးဟုတ်လားအဲ့ဒီနှလုံးသားခမရပြင်းဘယ်အရာကကိုယ့်ရဲ့အတ္တတာကိုဆွဲချနေလဲဘယ်အရာကမကြီးထွားအောင်လုပ်နေတာလဲဘယ်အရာကကိုယ်မတိုးတက်အောင်လုပ်နေတာလဲခါလေးမှာကိုမသိဘူးနော်
အဲ့ဒီတော့ကိုမြိတ်နေမြတ်ကိုဆူတောင်းအစာရှောင်ရတယ်ကျွန်တော်တက်တာဒီမှာဘယ်အရာကဖယားသခင်နဲ့ကြီးထွားခြင်းမှာနောက်နေစီတာလေတော့ပြမယ်ဒီဘောမှာကျွန်တော်ခရီးရနဲ့မာနချီတိတ်များတယ်အဲ့ဒီမာနကိုမတက်စီဒီမှာကျွန်တော်ပြတာဘုရားကြောင့်လာဟာဆောင်ပြီးတော့လာနေရတဲ့ခရီးရနေအများကြီးပဲသူတို့ကသူတို့အောင်မြင်တဲ့ပုံစံမျိုးနဲ့ဟာဆောင်နေမှာအထက်မှာဆော့ရှယ်နေအများကြီးကျွန်တော်ပြောပြတယ်အကြောင်းပဲတတ်တာပဲဆိုင်အောင်ပြုမဆိုင်အတတ်တာပဲဆိုင်အောင်ပြုမဆိုင်ကြီးထွားတဲ့တတ်တာဖြစ်ဖို့ဆိုတာora sakhalile setting up. Good job. Tôi biết mình cũng mong mà cho nó tất cả mà xoay trái cái này cũng chỉ là đã bán lên rồi cho nó tất cả trong lên là cái nhà sát tông là cái chếကျွန်တော်ဒီအမှုတော်ဆောင်အချင်းချင်းကျွန်တော်ရေးလက်ဖိုက်ကျွန်တော်မသိဘူးအထူးသဖြင့်ကျွန်တော်က Emmanuel Baptist Church မှာကျွန်တော်ကအတင်းသားဖြစ်တော့ Emmanuel Baptist Church ကကျွန်တော်အတင်းသားဖြစ်ပြောင်းလဲလာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကအဲ့ဒီကျွန်တော်ရဲ့ဘာသာရေးထဲမှာဝိယုံကြီးတွေခြုံပြီးတော့လုပ်နေတဲ့အရာကိုကျွန်တော်အယံမုန်းဝိယုံကြီးတွေခြုံပြီးတော့လူတွေကိုအထင်ကြီးအောင်လုံးပြနေတဲ့ပုံစံတွေကိုကျွန်တော်မြင်လာတဲ့အချိန်မှာကျွန်တော်ကအကြီးအကျယ်ကျွန်တော်ပြောတယ်ခါရီမနာမည်တက်ပြီးတော့ကျွန်တော်ကအီမန်နွေလာသေအုပ်ဆရာကြီးရဲ့နာမည်တက်ပြီးတော့တရားဟောပလိုက်အဲ့ဒီအရာကိုပြန်ကြားတဲ့ဆရာကြီးရဲ့စိတ်မကောင်းဘူးကျွန်တော်ကလည်းဆရာကိုကအမှုတော်ဆောင်နဲ့ဘုရားကောက်သုံးတဲ့အတွက်ငါအတော်ဒီနဲ့ပြောတာဘာဖြစ်လဲကျွန်တော်ဒီနေ့ဘုရားဘာစကားပြောလဲဆိုတဲ့အခါမှာမင်းနဲ့စေတနာနဲ့ပြောင်းလဲစေခြင်းနဲ့စေတနာနဲ့မင်းဟောတာကောင်းပြီပဲတဲ့ငါရဲ့အမှုတော်မြတ်ကစေတနာတစ်ခုနဲ့မပြီးဘူးမေတ္တာပါတဲ့မှတ်ထားပါအိမ်တော်တိုင်းကောင်းကြီးဖြစ်စေခြင်းအသင်းတော်တိုင်းကောင်းကြီးဖြစ်စေခြင်းအသင်းတော်တိုင်းတောင်ထိပ်နဲ့တည်တော်မျိုးတစ်ဖွဲ့ကဲ့သို့သူများကြည့်တော့အားကျတဲ့အတ္တတွေဖြစ်စေခြင်းကျွန်တော်တခုအရင်ပြင်းပြတာကအာရှသားတွေကိုကြည့်ပြီးတော့အမေရိကန်နဲ့အထင်ကြီးလာတဲ့အတ္တဖြစ်စေခြင်းနဲ့ကျွန်တော်အာမင်အာမင် refugee နဲ့လာတဲ့လူတွေ refugee စိတ်ဓာတ်ဖြောက်လိုက်စားrefugee စိတ်ဓာတ်ဆိုတိလားသူများဆရာပဲယူချင်တယ်သူများပြန်မပေးချင်တဲ့နှလုံးသားတွေရှိတယ်ရောက်လာပြီဆိုတော့အစစ်တဲ့အရာတဲ့အစိုးရပြင်ဆင်ထားတဲ့အိမ်မှာပြီးတော့ဘာရမလဲ free ရတာပဲထိုင်ဆောက်အရာသားသမီးက free ကိုမရှာဘူးဒီစိတ်ဓာတ်ကိုမွေးမြူပါ
You have to renew your mind. Before you get blessing, renew your mind first. Before you get blessing, renew your mind. Then refugee have a lava. Look at the locals and do a lava. They say them at the Siama, they lower look at them over their Payata. Amen. Just see what they are poor up in. They are getting up in Chido on Future. So they are getting New County PM. A queen yin now with a line. Payana would like that. A queen yin now who Malay, Payana would lie and go a queen yin of Matacali social warrant in home model. Dodo, they are attention of a piercing, a Piakin Bondo to attention at Pibase. Amen. They are attention in lower piercing, a Piakin Bondo to Pibase. Amen.